Thailand မှာ India New Delhi မှာ Malaysia မှာ OCO လာဖို့စောင့်နေတဲ့သူတွေရောပြင်ဆင်နေတဲ့သူတွေရောဒီဗီဒီယိုလေးကိုအားလုံးကိုကြည့်သိနေလို့ကျွန်တော်အကြပေးချင်တယ်ဘာလို့လဲဆိုတော့ဒီ OC မှာကတကယ်reality မှာပေါ့နော်တကယ်လက်တွဲပိုင်းမှာအရာနဲ့မှာကွာခြားတာပေါ့နော်ဆိုတော့ငလာပါကျွန်တော်နာမည်ရိန်ဦးပါblog page ကနေပြလဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပေါ့နော်ကျွန်တော်ဗီဒီယိုတပိုးလေးကျွန်တော်အလိုလုပ်ပေးခြင်းနဲ့အဲ့ဒါပါလေဆိုတော့ OCO 3လနေပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ကျွန်တော်ဂျုံတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်အဲ့ဒီထက်မှာပေါ့နော်ကျွန်တော်ဘယ်လိုမျိုးဒီ OC မှာ3လနေပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဘယ်လိုမျိုးကွန်ချာချတွေရှိလဲဘယ်လိုမျိုး challenge တွေကျွန်တော်ဘဝမှာရှိလေဆိုတာပေါ့နော်အလုံးကိုကျွန်တော်ပြောပြချင်တယ်ဆိုတော့အဓိကပေါ့နော်အခုလေးရှိမှာ Thailand မှာ India New Delhi မှာ Malaysia မှာ OCO လာဖို့စောင့်နေတဲ့သူတွေရောပြင်ဆင်နေတဲ့သူတွေရောဒီဗီဒီယိုလေးကိုအားလုံးကိုကြည့်သိနေလို့ကျွန်တော်အကြပေးချင်တယ်ဘာလို့လဲဆိုတော့ဒီ OC မှာကတကယ်reality မှာပေါ့နော်တကယ်လက်တွဲပိုင်းမှာအရာနဲ့မှာကွာခြားတာပေါ့နော်ဆိုတော့ဂျုံတင်ပြီးပေါ့နော်ဒီလိုမျိုးတကယ်လို့များဒီ OC ကိုလာမယ်ဆိုရင်အလိုကိုပြည်စင်စေချင်တာပေါ့နော်ကျွန်တော်လိုလုံးဝမဖြစ်အောင်ပေါ့နော်အခုလေးရှိမှဆိုလေကျွန်တော်အခုထိပေါ့နော်ကျွန်တော်အရာနဲ့မှခက်ခဲနေတဲ့ဟာကိုကျွန်တော်ဂျုံသေးရတယ်ဆိုတော့အဲ့လိုမျိုးဂျုံသေးမဖြစ်အောင်ပေါ့နော်အလိုကိုကျွန်တော်ပြောပြချင်တယ်ဆိုတော့အခုလေးရှိမှကအခုနံပါတ်1အနေနဲ့ကျွန်တော်ပြောချင်တာပါလေဆိုတော့ဒီ OC ကိုရောက်ပြီးတဲ့3လနောက်ပိုင်းမှာပေါ့နော်ကောင်းတာတစ်ခုကတော့ကိုဟာကိုပေါ့နော်ဘယ်လိုပြောရမလဲ independent ပုံဖြစ်လာတာပေါ့နော်ပြီးတော့နံပါတ်2ကိုမလုပ်ရင်မဖြစ်ဘူးသူများကိုအားကိုလို့မရဘူးကိုဟာကိုလုံမှာပဲဖြစ်မယ်ဆိုတဲ့ဟာပေါ့နော်ပို့ပြီးတော့တီးလာတယ်ပေါ့နော်အရင်ကထက်ပေါ့နော်ပို့ပြီးတော့တီးလာတယ်နားလေလာတယ်ပြီးတော့အချက်တော့ကပါလေဆိုတော့ကြားမရေးပေါ့နော်ဒီ OC နိုင်ငံကကြားမရေးပိုင်းဆိုရင်တော်တော်လေးကိုဦးစားပေးကြတာပေါ့နော်ဆိုတော့ကြားမရေးကိုအရေးကြီးတယ်ဆိုတော့ကြားမရေးကိုလေးပို့ပြီးတော့ကြားမရေးကောင်းဖို့ပေါ့နော်ပို့ပြီးတော့ view စိုက်လာတာပေါ့နော်နံပါတ်4ကပါလေဆိုတော့ဒီသူများနိုင်ငံမှာပေါ့နော်နေတဲ့အချိန်မှာပေါ့နော်ဘဝကဖြစ်တယ်လို့နေလို့မရတော့ဘူးပေါ့နော်လောက်အားတာတွေပေါ့နော်အများကြီးဥပမာဒီနေ့စဉ်အသက်တာမှာပေါ့နော်လေဘယ်လိုပြမလဲဥပမာဒီတိုင်းနေလို့မရတော့ဘူးဒီနိုင်ငံခြားသားတွေနေပေါ့လေဘယ်လိုမျိုးနေပြီးမှဘယ်လိုပြောရမလဲပညာတွေအများကြီးယူသိနေအဲ့လိုမျိုးတွေပေါ့နော်အကြပေးချင်တာဒီရောက်တာနဲ့ကိုမြန်မာနိုင်ငံတွေနဲ့နိုင်ငံသားတွေနဲ့နေတာထက်ပေါ့နော်နိုင်ငံခြားသားတွေနဲ့နေပြီးမှဒီနိုင်ငံမှာဆိုရင်ဘယ်လိုလဲအင်္ဂလိပ်စကားအရင်ရေးကြည့်တယ်English is the common language otherwise the common language ဖြစ်တာပေါ့နော်ဆိုတော့ဘယ်လိုလဲအင်္ဂလိပ်စကားကိုအရင်အရေးကြီးတဲ့အကြောင်းကိုလေးပို့ပြီးနားလေလာတာပေါ့နော်အင်္ဂလိပ်စကားလုံးဝမရရင်အစီမပြေဘူးဆိုတဲ့ဟာပို့ပြီးနားလေတာပေါ့နော်ပို့ပြီးတော့အလိုမျိုးတွေအများကြီးတည်လာတာပေါ့နော်ဆိုတော့ဘယ်လိုမျိုးနံပါတ်1ကျွန်တော် challenge အများကြီးရှိတာကပါလေဆိုတော့ဘယ်လိုလဲအများကြီးဒီရောက်ခါစားမှဆိုရင်အကုန်လုံးကတိတလီတရားနဲ့ပြန်စရတယ်လို့မျိုးပေါ့နော်ဆိုတော့ဒီမှာဆိုရင်ရောက်တာနဲ့ကိုရထားတဲ့အင်္ဂလိပ်စကားတောင်မှလုံးဝမရတော့ဘူးပေါ့နော်တိတလီတရားနဲ့ပြန်စရမယ်ဘဝမျိုးဖြစ်တယ်ပြီးတော့ဒီနိုင်ငံမှာရောက်မယ်ဆိုရင်ဘယ်လိုပြောမလဲကားမောင်းတာကစပေါ့နော်ကားမောင်းကဒီနိုင်ငံမှာဆိုရင်
ကားမရှိရင်လှုပ်ဝဟိုသွားဒီသွားလို့မရဘူးကားမောင်းတင်ရမယ်driving license ရှိမှပဲအောင်မှပဲကိုကြိုက်တဲ့နေရာကိုသွားလို့ရတယ်အဲ့လိုမျိုးအခြေအနေဖြစ်တယ်ပြီးတော့ဘယ်လိုပြောမလဲဒီအများကြီးကိုဖြစ်ချင်တာနဲ့ကိုလှုပ်ချင်တဲ့နေအများကြီးရှိလာတဲ့အခါမှာပေါ့နော်ဒီဘဝကဒီတိုင်းနေလို့မရဘူးဆိုတဲ့ဟာမျိုးပေါ့နော်အများကြီးကျွန်တော်မှာ challenge အများကြီးရှိတယ်ဒါပေမဲ့တစ်ခါလေကြာရင်ကိုမှဘယ်လိုပြောမလဲအခက်ခဲတွေဆိုတာပေါ့နော်လူဘဝဆိုတာပေါ့နော်အခက်ခဲမရှိဘဲနဲ့အောင်မြင်မှုဆိုတာမရှိဘူးလေပေါ့နော်ဆိုတော့အခက်ခဲဆိုတာအများကြီးရှိတာပေါ့နော်ပြောမယ်ဆိုတော့လုံးဝကိုမကုန်နိုင်စရာတော့ပေါ့နော်အခုရောက်ခါစားဆိုတော့တော်တော်လေးကအရန်ခက်ခဲတယ်အကောင်လုံးကဘယ်လိုပြောမလဲ just new ဆိုတော့အကောင်လုံးကကျွန်တော်အတွက်အတိအစတွေချီပဲပေါ့နော်နေရာကအစလူမျိုးကအစပေါ့နော်ဆိုတော့အကောင်လုံးကကျွန်တော်အတွက် challenge ဖြစ်တယ်ဆိုတော့အခုလေးရှိမှဒီ OC ကိုလာဖို့ပြင်ဆင်နေတဲ့သူတွေရောစဉ်းစားနေတဲ့သူတွေရောပေါ့နော်OC ကိုလာမယ်ဆိုရင်အကောင်းဆုံးပြင်ဆင်စေချင်တယ်အခုလေးရှိမှ Thailand မှာစောင်းနေတဲ့သူတွေရောIndia New Delhi မှာစောင်းနေတဲ့သူတွေရောမလေးရှားမှာစောင်းနေတဲ့သူတွေရောပေါ့နော်အကုန်လုံးပေါ့နော်ဒီ OC ကိုလာမယ်ဆိုရင်နံပါတ်1အင်္ဂလိပ်ကျုံတင်ပြီးတော့လေ့လာကြပါလို့ပေါ့နော်ပြီးတော့ဖြစ်နိုင်ဘယ်လိုလဲဒီ OC မှာရောက်လာတဲ့အခါမှာပေါ့နော်နံပါတ်1အချက်challenge တခုကပါလေဆိုတော့ကားမောင်းတာပေါ့နော်လောကကားမမောင်းတာတဲ့သူတွေအတွက်ချင်းအရန်နေမှာခက်တယ်ဒီ OC ကတော့public transportation ဆိုတာအရန်နေမှာမကောင်းဘူးပေါ့နော်ပြောလို့ရတာပေါ့အရန်မကောင်းဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေအကောင်းဆုံးပြင်ဆင်ပြီးမှဒီ OC မှာသွားတော့မယ်ဆိုရင်ပြင်ဆင်ရမယ့်ချက်ကဟိုစိတ်ဓာတ်ပိုင်းဆိုင်ရရာကအစားပေါ့လေနော်အဲ့လိုမျိုးအလုံးကိုပြင်ဆင်ပါအဲ့လိုမျိုးမဟုတ်ရင်ဒီနိုင်ငံမှာကတော်တော်လေးကိုတိုင်ပါပြီးမှလေဒီအဲ့လိုမျိုးဂျုံတင်မှပြင်ဆင်မှုမရှိရင်ဒီနိုင်ငံကမလွယ်ဘူးပေါ့နော်အရာနဲ့မှခက်တယ်အရာနဲ့မှဘယ်လိုလဲ trouble ဖြစ်မှာဆိုတော့ဂျုံတင်ပြီးတော့အကောင်းဆုံးဒီစိတ်ဓာတ်ရရာကအစားပြီးတော့ဒီဂျုံတင်ပြီးတော့ပြင်ဆင်ရမယ့်ဟာကအင်္ဂလိပ်ကအစားပေါ့လေပြီးတော့ဒီကာမောတင်တာကစားဖို့လေနော်ဒါမျိုးတွေအကုန်လုံးပြင်ဆင်စေချင်တယ်အဲ့လိုဖြစ်မှာပဲဒီတကယ်အဲ့လိုမျိုးပြင်ဆင်မှုမရှိဘဲနဲ့ဒီ OC ရောက်မယ်ဆိုရင်အဲ့ဒီနောက်ပိုင်းမှာတော်တော်လေးအရန်ခက်တယ်တကယ်ဒီနိုင်ငံခြားသားဘဝဆိုတာပေါ့နော်ဒီဘယ်လိုလဲလောကကိုလွယ်တဲ့အရာမဟုတ်ပေါ့နော်တော်တော်လေးမှရုပ်ကံစ조사နေရတဲ့အရာတွေမျိုးမှဒီ OC ကိုလာစေချင်တယ်ပြီးတော့ဂျုံတင်ပြောပြင်ဆင်စေချင်တယ်ဒါပဲပြောချင်တယ်အားလုံးကိုကျေးဇူးတင်တယ်နောက်မှဒီထက်ကောင်းတဲ့ knowledge တွေဒီထက်ကောင်းတဲ့ video တွေပေါ့နော်ပြီးတော့တိကျဒီထက်ကောင်းတဲ့ဟာအကုန်လုံးလုပ်ပေးဖို့စီစဉ်ရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့ video လေးကျွန်တော်ရဲ့ video လေးကိုlike နဲ့ share အမြဲတမ်းလုပ်ပေးဖို့အားလုံးကိုဒီနေ့ကျွန်တော်တောင်းဆိုချင်တယ်အားလုံးကိုကျေးဇူးတင်တယ်